ကဲပရိသတ်ကြီးလည်းကိုတကယ်ချစ်တဲ့ချစ်သူကိုတကယ်မျက်နှိုးတဲ့ချစ်သူရှိနေပြီဆိုရင်ဒါမှမဟုတ်အိမ်တော်ရှင်တွေကလည်းကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ်တကယ်ချစ်မချစ်တကယ်သစ္စာရှိမရှိစမ်းသပ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ AG ကထုတ်တဲ့ဒီ love ring လေးနဲ့စမ်းသပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ AG ကထုတ်လုပ်တဲ့ဒီ love ring လက်စွပ်ကိုဝယ်ယူခြင်းနဲ့ဆိုရင်ဘာတွေလိုမလဲဆိုတော့အမည်လိပ်စာဖုန်းနံပါတ်မှတ်ပုံတင်နံပါတ်အတိအကျနဲ့ register တင်ဖို့လိုပါမယ်။ဟောပြီးတော့ဝစ်စင်မဲ့သူရဲ့လက်စွပ်ဝင်တိုင်းအတိအကျပေးဖို့လိုပါလိမ့်မယ်။အဲ့တော့ register တင်ပြီးသွားပြီဆိုတာနဲ့နောက်ထပ်တစ်ခွဲလုံးဝဝယ်လို့မရတော့ဘူးဖြစ်တဲ့အတွက်ကိုဘသူကိုပေးမလဲဆိုတာကိုတိတိကျကျဆုံးဖြတ်ခဲ့ဖို့လိုပါလိမ့်မယ်။ Okay နော် ကိုရထားတဲ့ left ring ကဂျင်းလားအမှန်ကန်လားဆိုတာသိရဖို့အတွက်လက်စွပ်အပြင် ID ကတ် member ကတ် grantee ကတ်တွေပါတဲ့ဒီ box အကြီးပါမှသာစိတ်ချယုံကြည်ရမှာဖြစ်ပါတယ်ရှင်။ဝယ်ယူပြီးသားလက်စွပ်ကလေးတွေကိုလည်းအရှုံးလုံးဝမရှိဘဲနဲ့အချိန်မရွေး upgrade downgrade လုပ်နိုင်ပါတယ်ရှင်။ AG ရဲ့ love ring ကိုဝယ်လိုက်ပြီဆိုတာနဲ့ဘယ်ယရနာဆိုင်နဲ့မှမတူတဲ့ love ring ထည့်ထားတဲ့ luxury box ပြီးတော့ဒီ luxury box ထဲမှာဘာတွေပါလဲဆိုတာကျွန်တော်ဖတ်ပြောပြမယ် love ring ရဲ့ ID card AG ကနေပြီးတော့ဘာပဲဝယ် 5% discount ရမယ် member card ပြီးတော့ဒီ love ring လေးကိုရာသက်ပံအာမခံပေးမယ် warranty card အဲ့ဒါအပြင် AG ကနေပြီးတော့ပေးမယ်အခြားလက်ဆောင်တွေအများကြီးပါပါလိမ့်မယ် ကိုယ့်ရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့တစ္ဆာတရားကိုတက်တည်ပြဖို့ AG ရဲ့ love ring